Hello ဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့ကိုရီးယားအသားကင်ဆိုင်လေးမှာသွားပြီးတော့စားကြည့်ပါမယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ခင်ဗျာဆိုင်နာမည်လေးကတော့ Enjoy ဖြစ်ပါတယ်ဆိုင်ကတော့စံတစ်ရဲ့မျက်စောင်းထိုးလေးမှာရှိပါတယ်ခင်ဗျာဆိုင်ရဲ့အတွင်း decoration လေးရတယ်တော်တော်လေးလှပြီးတော့ထိုင်ရတာအဆင်ပြေပါတယ်ဆိုင်ရဘူဖိုးရဲ့မှာဆိုလို့ရှိရင်တော့ရွေးချယ်စရာ၃မျိုးရှိပါတယ်အဲ့ဒီထဲကကျွန်တော်ကအလဲလဲဖြစ်တဲ့329ဘတ်ပါအဲ့ပက်ကီကိုယူပြီးတော့စားခဲ့တာပေါ့နော်အဓိကကတော့ကျွန်တော်တို့ကဝတ်သားကင်ကိုအဓိကစားချင်တာအဲဒါကြောင့်သွားခဲ့တာအသားကင်တွေကင်ဖို့အတွက်အသားတွေကိုကျွန်တော်တစ်မျိုးကိုတပွဲစီကိုမှားကြည့်လိုက်တယ်အဲ့ဒါကနည်းနည်းလေးတော့မှားသွားပါတယ်ဖြစ်လို့လဲဆိုတော့အဲ့ဒီထဲကကြက်သားစီးတွေကတိတ်ပြီးတော့ရတာမဝင်ဘူးလို့ခံစားရတယ်ပြီးတော့လှီထားရတယ်ထူထူပိမ့်ပိမ့်ဆိုတော့လေးစားရတာနည်းနည်းလေးနေနေပေါ့နော်ဒီဇိုင်းလေးကအကင်တွေကိုသွားပြီးစားကြည့်မယ်ဆိုလို့ရှင်တော့ဝတ်သားကိုပဲအဓိကရွေးချယ်ဖို့အကြံပြုပါတယ်ခင်ဗျာဒီဇိုင်းလေးမှာကောင်းတဲ့ချက်ကတော့အခုလိုမျိုးညော့ဆုပ်ဆက်လေးထည့်ထားတဲ့အတွက်ညော်ကြောင့်အီဓာတွေကောင်းနှုတ်တာတွေတော့မရှိဘူးတော်တော်လေးတော့အဆင်ပြေခဲ့ပါတယ်ဝတ်သားလေးတွေကပရီမီယံဆန်ပြီးတော့တော်လေးလည်းအရသာရှိပါတယ်ဝတ်သားကင်တွေကတော်တော်ကိုစားကောင်းတဲ့အတွက်ဝတ်သားကင်ကြီးပဲစားခြင်းနဲ့ညော်နိုင်လည်းမခံနိုင်ဘူးဆိုရင်တော့ဒီဇိုင်းလေးကို recommend လုပ်ပါတယ်အဓိကကတော့ကြက်သားကိုမရွေးမိဖို့ပဲကိုရီးယားဆန်ဆန်အသားလေးတွေကိုတစ်ခုချင်းစီထည့်ပြီးတော့ထုတ်ပြီးတော့စားကြည့်ပါမယ်ခင်ဗျာကိုရီးယားဆိုင်ရောက်နေတာဆိုတော့ကိုရီးယားကားတွေကစားသလိုတော့လိုက်ပြီးတော့စားကြည့်ရမှာပေါ့နော်ပြီးတော့အကင်နဲ့တို့ပြီးတော့စားရတဲ့ဆော့လေးတွေကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာအင်ကြီးရဲ့စတစ်ကာလေးဝါနေတာတော့သိခံပြီးကြည့်ပေးကြပါခင်ဗျာကျွန်တော်မှဒီတစ်ထဲလေးပဲရှိလို့ပါအင်ကြီးလက်ဆောင်လေးပေးခြင်းလည်းပေးလို့ရပါတယ်ခင်ဗျာအဲ့လေနောက်ဆုံးစာပိတ်ကိုတော့ရေခဲမုံလေးနဲ့ပိတ်ခဲ့ပါတယ်ခင်ဗျာရေခဲမုံစားပြီးတော့အိပ်ပြေသွားတော့ site လေးတွေမှာပြီးတော့စားကြည့်ခဲ့ပါတယ်ရေပွဲလုံးကျော်တက်ကိုရကီလို့ခေါ်ရလားဘယ်လိုခေါ်လဲအဲ့ရောသူကစားရတာတော်တော်လေးစင်ပြေရဲစားလို့ကောင်းပါတယ်အဲ့လုံးလေးတွေကတကယ်ချင်းကိုလမ်းကျူရသူကမစားဘူးဆိုတော့ပကံထဲမှာပါရင်နှစ်ခုလုံးစားလိုက်ပါတယ်ခင်ဗျာနောက်ထပ်ပစုံတမ်ပူရာကျော်လေးကိုမှာပြီးတော့စားကြည့်ခဲ့ပါတယ်ဒါပေမဲ့ဒီပစုံတမ်ပူရာကျော်အားကြတော့စီရီဣနေရလားမသိဘူးစားလို့မကောင်းခဲ့ဘူးเนาะဆိုတော့အသားကင်ဘူဖေးကိုမှကိုရီးယားစတိုင်လေးစားကျင်တယ်ဆိုရင်ဒီဇိုင်းလေးကိုရွေးချယ်ဖို့ recommend လုပ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတော့ကျေးဇူးပါခင်ဗျာအားလုံးပဲထပ်တာပါ